ဖျားကြီးဟင်ဘယ်နှစ်ယောက်လောက်စောင့်အောင်လဲဗျာ3 ယောက်လောက်တော့ကြံသေးတယ်โอเคဆရာကြီးဒီနေ့ခိုင်းထားတော့လူပုံများနေပါလားဩဒီနေ့လွတ်လပ်ရေးနေ့လေကွာလူများမှာဘောကွာโอเคဒီကောင်ဘယ်လိုကောင်လဲကွာမကြလာမေးပြီးတော့ငါဆိုင်မညက်လည်းမညက်ဘူးမရိုးသားဘူးတစ်ခုတော့တစ်ခုပဲမောင်ကြီးမင်းဒီကောင်လေးတော့လိုက်ချောင်းစမ်းကွာတော်ဒိုင်ထားခဲ့အချိန်နေပါထူးလေ ဘာမှမထူးပါဘူးဆရာရဲ့ဆရာကစိုးရင်ဆရာမရှိစိုးရင်နေတာကြည့်ရတာဆရာကတော်ရဲ့မိတ်ဆွေနဲ့တူတယ်အိမ်ထဲဝင်သွားအခုတည်းကပြန်ထွက်မလာဘူး ဩ